ဒီနေ့တော့မေမွန်းလက်ရာကငချင်းဖြူလေးနဲ့မုံလာဥရဲ့ရုံးပရိသီးလေးရဲ့ပြီးတော့ဂေါရခါသီးလေးလည်းထည့်တယ်ခရမ်းကျင်သီးလေးနဲ့ပေါ့နော်အဲ့ဒါချင်ဟင်းလေးချက်ပါတယ်ဒါကတော့ခြံထဲကနနံပင်လေးတွေလက်လက်ဆက်ဆက်ဆိုတော့လေအများကြီးပဲအုပ်ထည့်လိုက်တာအဲ့ဒီထက်ကတော့ပို့ထည့်ချင်သေးတယ်သိလားအရင်မှုေးတယ်လေနနံပင်လေးတွေကတိတ်တိတ်လေးတွေပေါ့နော်မြန်မာမျိုးပေါ့ပြောမယ်ဆိုရင်လေဒါကြက်သွားတဲ့ချင်းတွေပေါ့နော်ချင်ဟင်းချက်ချင်းအောက်မှာမေမူလင့်လေးထည့်ပေးထားပါမယ်ရှင်ကျေးဇူးတင်ပါတယ် love you all